ပြေကြီးကင်းဆိုင်နေပြီရေကကြီးမီးလဲပြက်သည်ဖြစ်လိုက်တဲ့စစ်လှုပ်လိုက်တဲ့ငလျင်သေးလိုက်တဲ့လူသားတွေတယံစားတာဘောလုံးကလေးမြန်မာပြည်ကြီးအခုတော့အိတ်ခွန်အဖာကန်ကြောက်စိတ်မိုးကုတ်ဖက်တများချိန်နီတော့ဘာမှမရှိတော့ဘူးလိုချင်တာတွေကုန်ခိုးထုတ်ကြတယ်မြန်မာပြည်ချမ်းသာကုန်လုံးရုပ်ခါလေးသူခိုးကြပိုးတွေကြီးသာအထေးဖြစ်နေဖို့ခွဲဟုတ်ကြရင်မြန်မာပြည်ခွဲဆွဲရလိမ့်မယ်ပြန်မြန်မြန်တွေကုန်သိမ့်ပိုက်ကြတယ်အော်မူကရဲ့စန္ဒာပြလဲပဲခွေးထဲမိုင်လုံးနဲ့လက်တဆုပ်စာခွေးတွေမချွေတဲ့လက်ကိုပြန်ကိုင်မယ်တကယ်တကယ်မြန်မာပြည်ချမ်းသာကုန်လုံးဒုက္ခကြီးတခိုးချဖို့တွေကြီးတာမထေးပြင်းနေပေါ်ခွဲဟုတ်ကြရင်မြန်မာပြည်ခွဲဆွဲရလိမ့်မယ်အထိုင်ကိုချင်းနဲ့ကုန်စိမ်းတော့ကြီးရဲ့ရှင်နာဖွဲရလုံးအားခါရူနဲ့အစာတောက်သူများစွာအဖြစ်လိုက်တဲ့ယောဂစေဖို့နဲ့သူဝါခကများများ